မိမကမွေးနေ့ကိတ်ကိုဖျက်တော့မဲ့အချိန်မှာသူမရဲ့ညီမလေးကရုတ်တရက်လက်လန်းထိုးပြီးတွန်းလိုက်ပါတယ်မိမကချက်ချင်းရှောင်လိုက်လို့ညီမရဲ့ခေါင်းကကိတ်ထဲကိုတိုက်ဝင်သွားခဲ့ပါတယ်ဧည့်သည်တွေကချက်ချင်းတိုးတိုးပြောဆိုလာကြပါတယ်ဒီအတန်ကြောင့်မိမရဲ့မိခင်စားထိုးမကထွက်လာပြီးသူမကိုညီမကိုအနိုင်ကျင့်တယ်လို့ဆွဆွဲကမိသားစုကိုအရှက်ရစေတယ်လို့ပြောဆိုခဲ့ပါတယ်မိမကမျက်လုံးပြင်းပြင်းနဲ့ကြည့်ပြီးညီမကကိုယ့်အဖြစ်ကိုကိုလုပ်ခဲ့တာပဲလို့ပြန်ပြောခဲ့ပါတယ်အဲ့ဒီအချိန်မှာအဖွားကထွက်လာပြီးညီမကိုအဝတ်စားပြန်လဲဖို့ပြောခဲ့ပါတယ်မိမက3နှစ်ကြာမတွေ့ရတဲ့အဖွားကိုကြည့်လိုက်တော့အလွန်ဖျားနာနေကြောင်းတွေ့ရှိပြီးအံ့အားသင့်သွားခဲ့ပါတယ်ဒါကြောင့်သူမကယူလာတဲ့လက်ဆောင်ဟာကျမ်းမာရေးစစ်ဆေးပေးတာဖြစ်တယ်လို့ပြောခဲ့ပါတယ်မိမကစေပညာကျောင်းမှာထူးချွန်သူဖြစ်လို့အဖွားကလည်းစမ်းကြည့်ချင်နေခဲ့ပါတယ်စစ်ဆေးပြီးနောက်မိမကအဖွားကိုအသက်ရှင်ဖို့3လပဲကျန်တော့တယ်လို့ပြောပြီးစေကူတမှုအစီအစဉ်ကိုအမြန်ဆွေးနွေးဖို့အကြံပေးခဲ့ပါတယ်အဖေကချက်ချင်းထားရက်ပြီးသူမကအဖွားကိုမကောင်းစုတောင်းတယ်လို့ဆွဆွဲခဲ့ပါတယ်ဒါပေမဲ့အဖွားကဝမ်းသာနေခဲ့ပါတယ်ဘာကြောင့်လဲဆိုတော့မနေ့ကပဲကင်ဆာရောဂါရှိကြောင်းသိထားပြီးကုသဖို့ပြင်ဆင်နေပြီးသားဖြစ်လို့ပါဒါကမိမရဲ့စစ်ဆေးမှုမှန်ကန်ကြောင်းလည်းသက်သေပြခဲ့ပါတယ်အဖွားကမိမကိုသူမရဲ့မိခင်ချန်ထားခဲ့တဲ့လက်ဆောင်တစ်ခုပေးခဲ့ပါတယ်အဲ့ဒီအရာကအချမ်းသာဆုံးသူရဲ့သားနဲ့လက်ထက်စာချုပ်ကိုကိုစားပြုတဲ့အမွေအနှစ်ဖြစ်လို့မိခင်အစားထိုးနဲ့ညီမရဲ့မျက်နှာတွေချက်ချင်းပြောင်းလဲသွားခဲ့ပါအဲ့ဒီညမှာမိခင်အစားထိုးနဲ့ညီမကမိမစီသွားပြီးကြောက်စိမ့်ဆွဲကြိုးကိုရောင်းပေးဖို့တောင်းဆိုခဲ့ပါတယ်မိမကညှင်းဆန်တဲ့အခါညီမကလူယူဖို့စူးစမ်းခဲ့ပေမဲ့မိမကပြင်းပြင်းထန်ထန်တုံ့ပြန်ခဲ့ပါတယ်မိခင်အစားထိုးကသမီးကိုအလင်းအမြန်ခေါ်သွားရတာဖြစ်ခဲ့ပါတယ်နောက်နေ့မှာမိမရဲ့မိသားစုကအချမ်းသာဆုံးသူရဲ့ဇနီးကျင်းပတဲ့အိတ်ခံပွဲကိုတွားခဲ့ပါတယ်မိမကစကားမပြောခင်မှာပဲညီမကတထေးမရဲ့ရှေ့မှာချော့မော့ပြောဆိုလာခဲ့ပါတယ်ဒါပေမဲ့မိခင်အစားထိုးကညီမလေးပဲဖြစ်တယ်လို့ရှင်းပြလိုက်တော့သူထေးမရဲ့မျက်နှာချက်ချင်းအေးဆက်သွားခဲ့ပါတယ်ညီမကမတိမတာနဲ့ကိုပြထားခြင်းလို့လက်ဖက်ရည်တစ်ခွက်ပေးပြီးတထေးရဲ့သားကိုကြာရှည်ကြိုက်ခဲ့တယ်လို့ပြောခဲ့ပါတယ်ဒါပေမဲ့တထေးမကလက်ဖက်ရည်ကိုလက်ထဲကနေချလိုက်ပြီးတရားမဝင်မွေးဖွားတဲ့ကလေးလိုဆဲဆိုခဲ့ပါတယ်နောက်မှသိရတာကမိမရဲ့မိခင်ဟာတထေးမရဲ့အရင်နှီးဆုံးတငယ်ချင်းဖြစ်ခဲ့ပါတယ်ခင်မိုးရဲ့တစ္ဆာဖောက်မှုကြောင့်ဖျားနာလာပြီးတေဆုံးခါနီးမှာသမီးကိုစောက်ရှောက်ပေးဖို့တောင်းဆိုခဲ့တာကြောင့်ဒီလက်ထက်မှုစီစဉ်မှုဖြစ်လာခဲ့တာပါတထေးမကမိမကိုအနားခေါ်ပြီးကိုယ့်ရဲ့မျိုးဆက်အမျိုးသမီးကဒီမိမပဲဖြစ်ရမယ်လို့လူရှိမှကြေညာခဲ့ပြီးဘယ်သူမှမပြောင်းလဲနိုင်ဘူးလို့ပြောခဲ့ပါတယ်ညီမကအလွန်ဒေါသထွက်ပြီးတထေးရဲ့သားကဒီလိုပြင်းစရာကောင်းတဲ့မိမကိုမချစ်နိုင်ဘူးလို့ပြောခဲ့ပါတယ်အဲ့ဒီအချိန်မှာပဲတထေးရဲ့သားပြန်လာခဲ့ပါတယ်ညီမကချက်ချင်းပြေးသွားပေမဲ့သူကတုံးဖယ်လိုက်ပါတယ်မိမရဲ့လှပပြီးတည်ငြိမ်တဲ့အလှကိုမြင်တဲ့အခါသူ့ရဲ့နှလုံးသားကရုတ်တရက်လှုပ်ရှားလာခဲ့ပါတယ်